down overlook ကနေပြီးတော့ Mr. Down ကိုကြည့်ပါမယ်ဒါကတော့သူကြည့်ဖို့လောက်ထားတဲ့နေရာလေးကိုသွားနေတာပါ bla 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 ပေါ့နော်အဲ့မှာသူရေးထားတာပေါ့စိတ်ဝင်စားလည်းဖတ်တာပေါ့တော့ဒီကတော့ Mr. Down ကနေကြည့်လိုက်ရင်ဒီမှာဆို Virginia ကိုလည်းမြင်ရတယ်ကျွန်တော်ရောက်ပြီးွားရင် Maryland Heights Mr. Down Valley Lamb Knot Old South Mountain Inn ဒါရောက်ဘူးလေတစ်ခါနှစ်ခေါက်လာမပြဘူးအော်မတတောင်းဒီပင်နေခောက်ဝရမယ်ဒီပင်နေကွဲနေစိုက်ပျိုးရေးလုပ်တဲ့